မြန်မာနိုင်ငံရဲ့ကချင်ပြည်နယ်မှာဒီကြောက်စိမ်းကိုအများဆုံးတွေ့ရတတ်ပါတယ်။ဒါဟာစိန်ထက်တောင်ရှားပါပြီးတန်မိုးကြီးတဲ့ကြောက်စိမ်းဂျဲတိုက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီကြောက်စိမ်းကိုရှာဖွေရတဲ့လုပ်ငန်းကသေဆုံးမှုများလုံးလို့သူ့ကိုလူတွေကသွေးစွန်းကြောက်စိမ်း Black Jay လို့ခေါ်ကြပါတယ်။ကချင်ပြည်နယ်ဖောက်ကန်ဒေသကတောင်ကုန်းတွေမှာနေ့စဉ်မိုင်းလုံသားဒါဇင်ပေါင်းများစွာကမြေပြိုမှုတွေကြောင့်ပုံလျက်သားသေဆုံးနေကြရပါတယ်။2020ပြည့်နှစ်တုန်းကဖြစ်ခဲ့တဲ့မြေပြိုမှုတစ်ခုတည်းမှာပဲမိုင်းလုံသား200လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဒေသရဲ့နောက်ွယ်ကအခြေအနေမှန်တွေကိုလည်းလူသိနေပါတယ်။ဘာကြောင့်လဲဆိုတော့မိုင်းတွေကစစ်တပ်ရဲ့24နာရီလုံခြုံရေးအောက်မှာရှိနေလို့ပါ။အစီရင်ခံစာတွေအရတရုတ်ကုမ္ပဏီတွေကတရားမဝင်ဝင်ရောက်လုပ်ကိုင်နေပြီးအသက်အန္တရာယ်ရှိတဲ့အခြေအနေမှာအလုပ်သမားတွေကိုအမျက်ထုတ်နေကြပါတယ်။ဒီမှာတူဖို့ရရှိတဲ့ကြောက်စိမ်းတွေရဲ့90%လောက်ကတရုတ်နိုင်ငံတွေကိုနယ်စပ်ဖြတ်ကျော်ပြီးမှောင်ခိုလမ်းကြောင်းကနေရောက်ရှိသွားပါတယ်။တရုတ်မှာတော့ဒီကြောက်စိမ်းကိုရှေးဘဝေတဏီကလေးကမြင့်မြတ်တဲ့ကြောက်အဖြစ်ကံကောင်းခြင်းတွေဆောင်ယူလာမယ်ယောဂပျောက်ကင်းစေမယ်လို့ယုံကြည်ကြပါတယ်။ဒဏ္ဍာရီတွေထဲမှာဆိုရင်ဒီကြောက်စိမ်းကလူဝိညာဉ်ကိုထာဝရရှင်သန်စေနိုင်တယ်လို့တောင်ဆိုကြပါတယ်။ယနေ့ခေတ်မှာတော့တရုတ်ရဲ့ချမ်းသာဆုံးသောသူတွေကအစဉ်အတန်းနဲ့အခွင့်အာဏာရဲ့သင်္ကေတအဖြစ်ကြောက်စိမ်းတွေကိုဝတ်ဆင်ကြပါတယ်။တကယ်လို့ဒီကြောက်စိမ်းတွေကိုတရားဝင်ရောင်းချနိုင်မယ်ဆိုရင်မြန်မာနိုင်ငံကတစ်နှစ်ကိုအမေရိကန်ဒေါ်လာ31ဘီလီယံလောက်ရရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့နိုင်ငံသားတွေကိုရောင်းချခွင့်မရှိတဲ့ဥပဒေတွေကြားကပဲတရုတ်လုပ်ငန်းရှင်တွေကဒေသခံတွေကိုလက်ထိုးပြီးတစ်ခေါက်တန်ဖိုးဒေါ်လာ4သိန်းအထိပေးပြီးတော့မှောင်ခိုသွင်းနေကြပါတယ်။2000ပြည့်နှစ်တွေရဲ့ပထမ10စုနှစ်မှာကြောက်စိမ်းစင်းတုံးက10စားအထိတက်ခဲ့ပြီးအခုချိန်ထိလည်းအစမတန်တိုးနေစေပါကမ္ဘာတွင်းမှာအယောင်းရများတဲ့ Nefrite ကြောက်စိမ်းထက်ပုံမစိမ်းလမ်းမိကြည်လင်တဲ့ဂျေးတိုက်ကြောက်စိမ်းစစ်ကိုကချင်ပြည်နယ်မှာပဲအများဆုံးတွေ့ရတာဖြစ်ပါတယ်။ဖားကန်ဒေသမှာလူပေါင်း4သိန်းလောက်ကကြောက်တူးတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေကြပါတယ်။ဒီလုပ်သားတွေရဲ့85%ကဘိန်းဖြူနဲ့မက်တန်ဖက်တမင်းလိုမူရစ်ဆေးဝါးတွေကိုဆွဲလန်းနေကြတာပါပဲ။အလုပ်သမားတချို့ကသူတို့ရဲ့တရုတ်သတင်းတွေကလာသာတစ်စိတ်ပိုင်းကိုအခမဲ့စားစရာနဲ့ဘိန်းပြူတွေနဲ့ပေးချေတတ်တယ်လို့ဆိုကြပါတယ်။ဒီလိုနည်းလမ်းတွေနဲ့အလုပ်သမားတွေကိုဆက်ပြီးအလုပ်လုပ်အောင်ချုပ်ကင်ထားကြပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှာဒူဖော်ခွင့်ပါမစ်တစ်ခုတောင်တရားဝင်ထုတ်မပေးရသေးပါဘူး။ကချင်ဒေသမှာ1960ပြည့်လွန်နှစ်တွေကတည်းကစပြီးပဋိပက္ခတွေရှိနေကြတာပါ။ဒေသခံကချင်လူမျိုးတွေရဲ့စစ်တပ်ဖြစ်တဲ့ KIA ကမြန်မာတပ်မတော်နဲ့အခြားတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ပွဲတွေဆင်နွှဲနေရစေပါ။ဒီပဋိပက္ခတွေကတရားဥပဒေစိုးမိုးမှုကင်းမဲ့တာကိုဖြစ်စေပြီးတန်ဖိုးဘီလီယံပေါင်းများစွာရှိတဲ့မူရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကိုလည်းဖြစ်ပေါ်စေပါတယ်။မြန်မာနိုင်ငံကကမ္ဘာအကြီးဆုံးဘိန်းနဲ့မက်တာဖက်တမင်းထုတ်လုပ်သူဖြစ်ပြီးဒီမူရစ်ဆေးဝါးနဲ့ကြောက်စိမ်းကရတဲ့အမြတ်ဆုံးတွေကပဲကချင်စစ်ပွဲကိုဆက်လက်လောင်စာဖြစ်ပေးနေတာဖြစ်ပါတယ်။မိုင်းလုံသားတွေကကြန့်ရှိနေသေးတဲ့ကြောက်စိမ်းအပိုင်းစာလေးတွေကိုရှာဖွေဖို့သူတို့ရဲ့အသက်ကိုစွန့်စားနေကြရပါတယ်။သူတို့တွေကတချို့ကလိန်ပြောင်းလဲသူလိုမျိုးလူအဖွဲ့အစည်းကခွဲခြားဆက်ဆံခံရပြီးတခြားအလုပ်ကန်ရှာရခက်ခဲတဲ့အတွက်ဒီအန်တရယ်ကြီးတဲ့လုပ်ငန်းဟာတစ်ခုတည်းသောရွေးချယ်စရာဖြစ်နေပါတယ်။ဇေဝါတွေကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုထုံကျင်အောင်ကူညီပေးတယ်လို့ဆိုပါတယ်။သွေးဆုံးကြောက်စိမ်းရဲ့တောက်ပတဲ့အယောင်နောက်ကွယ်မှာပုံကွယ်နေတဲ့မရေမတွက်နိုင်တဲ့အသက်သွေးမျက်ရည်တွေနဲ့ပဋိပက္ခတွေရဲ့တန်တရားကဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးလားဆိုတာစဉ်းစားစရာပါပဲ။